အခုလွန်ခဲ့တဲ့3ပတ်တုန်းကကျမနဲ့ Botox filler ထိုးသွားတယ်ညီမလေးကပြန်ပြီးတော့မှ follow up ပြန်လာပြတယ်ဆိုတော့သူ့ကိုမိကုံးလေးနည်းနည်းမေးကြည့်မယ်လွန်ခဲ့တဲ့3ပတ်ကမရို Botox filler ထိုးကြတယ်အဲ့တော့ထိုးပြီးသွားတော့မျက်နှာဘာတွေဖြစ်သေးလဲရောင်နာတွေနာတာတွေပေါ့နော်အဲ့ဒါလေးတွေကိုနည်းနည်းပြောပြပေးပါအောင်ရောင်နာတော့ဒါဒီ1ရက်2ရက်ပေါ့နော်အဲ့လောက်လေးပဲဖောင်းတယ်လို့လေးပဲရောင်နေဆိုတာတော့အရင်မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးရောင်နာလေးပဲဖြစ်တယ်ဒီ Botox ထိုးတာကြတော့လေမနာဘူးပေါ့နော်ပြီးတော့သွေးချီတွေပါရမဟုတ်တော့တာညီမလေးလုပ်ထားတဲ့ treatment result လေးအပေါ်မှာရောဘယ်လိုမျိုးရှိလဲအရင်ကြိုက်တယ်တော့တာဒီ line လေးတွေဆိုရင်ပေါ့နော်နှစ်ဖူးအရေးချောင်းလေးတွေဆိုရင်လည်းတော်တော်လေးကိုသိတာတယ်ပြီးတော့ဒီညီမရေလိုက်လို့ရှိရင်ဘေးနှစ်ဖက်မှာပေါ့နော်မထိုးခင်တော့ဆိုလို့ရှိရင်ကြီးချီရလိုမျိုး line တွေထင်နေတာပေါ့နော်အခုဆိုလုံးဝမရှိတော့ဘူးတော့တာပြီးတော့ညီမကမျက်နှာမညီဘူးပေါ့နော်မညီတော့ filler လေးနည်းနည်းဒေါက်တာဖြည့်ပေးထားတာလေတော်တော်လေးကိုအဆင်ပြေရတော့တာအခုဆိုမှန်ကြည့်ရင်စိတ်ချမ်းသာနေအဲ့တော့အခုမလုတ်ခင်နဲ့လုတ်ပြီးဗာလေးတွေပြောင်းလဲသွားလဲဆိုတာကိုကြည့်ကြည့်ရအောင်အခု treatment လုပ်ပြီးတော့3ပတ်အကြာမှာဘာတွေပြောင်းလဲသွားလဲဆိုတာကိုအသေးစိတ်လေးကြည့်ကြည့်ကြမယ်အခုဒီပုံမှာဆိုလို့ရှိရင်တော့ဒါ Botox မထိုးခင်သူ့မှာနှစ်ဖူးရေးကြောင်းတွေရှိနေတယ်မျက်လုံးပေးရေးကြောင်းတွေလည်းရှိနေတယ်ရီလိုက်တဲ့အခါမှာဆိုမျက်လုံးပေးမှာ line တွေက3-4 line လောက်ထွက်လာတယ်ဒီဘက်ပုံကြည့်လိုက်မှဆိုလို့ရှိရင်သူ့ရဲ့နှစ်ဖူးလေးကပြောင်းတင်းပြီးတော့ဘာ line မှမရှိတော့ဘူးမျက်လုံးပေးမှာဆိုလို့ရှိရင်လည်းရီနေနောက်မှာအရေးကြောင်းတွေပျောက်သွားပြီဒါကတော့ Botox ရဲ့ effect လေးပဲဖြစ်ပါတယ်နောက်ထပ်ဒီပုံမှာဆိုလို့ရှိရင်သူက smile line လေးနည်းနည်းရှိနေတယ်ဒါလေးကိုလည်းသူကတက်တာခြင်းတယ်ဆိုတော့အမက filler လေးသုံးပြီးတော့မှ smile line လေးကိုထိုးပေးထားတော့ဒီပုံကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် smile line လေးကနည်းနည်းလျော့သွားပြီအဲ့တော့ filler ကလည်းနည်းနည်းလေးပဲသုံးထားတယ်ဘာဖြစ်လို့လဲဆိုတော့တဘာဝကြကြပြောင်းလဲသွားတာလေးကိုလိုချင်လို့ filler လေးကိုနည်းနည်းလေးပဲသုံးပြီးလုပ်ပေးထားတယ်နောက်ထပ်သူ့ရဲ့ concern တစ်ခုကတော့သူကမျက်နှာနှစ်ဖက်မညီနေတာကိုနည်းနည်းလေးညှိပေးပါလို့ပြောတယ်သူကသွားနှုတ်ထားပြီးတော့ဒီသွားပြမဆိုင်တာကြားတဲ့အတွက်သူ့ရဲ့မေးရိုးကလည်းအထက်ကိုဝင်သွားတယ်အဲ့တော့ဒီဘက်မှာဆိုလို့ရှိရင်ဒီမျက်နှာညာဘက်မေးရိုးနားကိုကြည့်မယ်ဆိုလို့ရှိရင်နည်းနည်းလေးပို့ပြီးတော့မှအထက်ကိုဝင်နေတယ်ဆိုတော့ filler လေးသုံးပြီးတော့ဒီဘက်မှာအတက်နိုင်ဆုံးနှစ်ဖက်ညီသွားအောင်လုပ်ပေးထားရတယ်ပေါ့နော်လှပဆိုင်ရာကျွမ်းကျင်မှုများနဲ့အတူမြဲရှိနေမယ်ဒေါက်တာထပ်ပါ